ဒီလူဟာအယိုတုတ်ထားတဲ့ပေါင်မုတ်ကိုပစ်ချလိုက်တဲ့အခါထူးဆန်းတဲ့အချက်တစ်ခုကိုသတိထားမိသွားပါတယ်။အယိုတုတ်ထားတဲ့ပတ်ချမ်းဟာအမြဲတမ်းအောက်ကိုပဲကျနေတာပါ။ခုံမြင့်9စင်တီမီတာကနေပစ်ချတာတောင်အယိုပတ်ချမ်းကပဲအောက်ကိုလှည့်ကျနေတာကိုသူအံ့အားသင့်သွားပါတယ်။ဒီအချက်ကိုနားမလည်နိုင်တဲ့အတွက်သူဟာအနီးမှာရှိတဲ့ကြောင်တစ်ကောင်နဲ့စမ်းသပ်မှုတစ်ခုပြုလုပ်လိုက်ပါတယ်။ကြောင်ကိုအမြင့်ကနေအကြိမ်ကြိမ်ပစ်ချကြည့်တဲ့အခါကြောင်ဟာအမြဲတမ်းခြေထောက်ကနေဥကောင်းအနေထားနဲ့ပဲကျနေတာကိုတွေ့ရှိသွားပါတယ်။ဒီအချိန်မှာပဲသူဟာအနောက်ဘက်မှာလျှက်စစ်တအားထုတ်လုပ်နေတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ပြီးရုတ်တရက်စိတ်ကူးတစ်ခုရသွားပါတယ်။အယိုတုတ်ထားတဲ့ပေါင်မုတ်ကိုကြောင်ရဲ့ကြောပေါ်မှာကပ်ပြီးပစ်ချလိုက်တဲ့အခါမှာတော့ကြောင်နဲ့ပေါင်မုတ်ဟာအဆက်မပြတ်လဲပတ်နေတဲ့စွမ်းအင်တစ်ခုအဖြစ်ပြောင်းလဲသွားပါတယ်။သူဟာဒီကြောင်နဲ့ပေါင်မုတ်စွမ်းအင်ထုတ်ဆက်ကိုဂရုတစိုက်ကင်တွယ်ပြီးလျှက်စစ်ဆက်ထဲကိုထည့်လိုက်တဲ့အခါတအိမ်လုံးမှာမီးလင်းသွားပြီးပန်ကာတွေပါလဲပတ်လာကတစ်မျိုးလုံးအတွက်လျှက်စစ်တအားထုတ်လုပ်ပေးနိုင်သွားပါတယ်။ဒီဗီဒီယိုကိုလျှက်စစ်ရုံကတာဝန်ရှိသူတွေမြင်အောင်ဖော်ပြပြီးဝေမျှပေးဖို့မမေ့ပါနဲ့။